ဒီနေ့မှာတော့မိတ်ဆွေတို့ဖုန်းထဲမှာမဖြစ်မနေပိတ်ထားရမယ့်ဖုန်း setting တစ်ခုအကြောင်းပြောပြပေးမှာပါ။အရင်ဆုံးမိတ်ဆွေတို့ရဲ့ဖုန်း setting လေးတွေကိုဝင်လိုက်ပါ။ဖုန်း setting နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့နာမည်ရိုက်ရှာတဲ့နေရာမှာကျွန်တော်ရိုက်ရှာသလိုလေးရိုက်ရှာပေးပါ။ဒီလိုလေးရိုက်ပြီဆိုတာနဲ့အောက်မှာပေါ်လာမဲ့ install unknown app ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးပြီဆိုလို့ရှိရင်အောက်ကိုဆွဲချလိုက်ပါ။အဲ့ဒီမှာမြင်ရမယ် install unknown app လေးကိုတွေ့လို့ရှိရင်နှိပ်လိုက်ပါကျွန်တော်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာသုံးနေတဲ့ Chrome ကိုရှာမယ်အောက်ကိုဆွဲချလိုက်ပါနော် Chrome ကိုတွေ့ပြီဆိုလို့ရှိရင် Chrome ထဲကိုဝင်လိုက်မယ် Chrome ထဲမှာဒီခလုတ်လေးဖွင့်ထားတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ပိတ်ထားပြီးဖို့လိုပါတယ်ဒီခလုတ်လေးကိုဖွင့်ပြီးတော့မိတ်ဆွေတို့က Chrome browser တွေသုံးမယ်ဆိုလို့ရှိရင်အင်တာနက်ဖွင့်လိုက်တိုင်းမှာကျွန်တော်တို့ Chrome browser တို့မှာ Play Store မှာမရှိတဲ့ Chrome browser တို့မှာ download ဆွဲလို့မရတဲ့အနေရရှိတဲ့ application တွေကိုသူ့ဘာသာသူ auto download ဆွဲသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီရန်ကနေကာကွယ်ဖို့အတွက်ဒီခလုတ်လေးကိုပိတ်ထားပေးဖို့လိုပါတယ်ခင်ဗျ။ဒီလိုပိတ်ထားမှသာလျှင်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ကျွန်တော်တို့ဖုန်းထဲရဲ့ data တွေနောက်ပြီးတော့ကျွန်တော်ဖုန်းဟန်းတာလေးတာတွေမဖြစ်တော့အောင်ကာကွယ်ပေးမှာဖြစ်ပါတယ်။သူ့ဘာသာသူ download ဆွဲလိုက်တဲ့ application ထဲမှာကျွန်တော်တို့ data တွေပါသွားနိုင်တဲ့ application တွေပါတယ်လို့ကျွန်တော်တို့ဖုန်းကို14စက္ကန့်ဖြစ်သွားစေနိုင်မယ့် application တွေပါလာနိုင်တာမလို့ဒီခလုတ်လေးကိုအင်မတန်မှပိတ်ထားဖို့အရေးကြီးပါတယ်ဗျ။